အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့ထမင်းထိုးတဲ့လာရသည်လည်းနီးပြီဆိုတော့ကျွန်တော်တို့ရွာတွေမှာမဟုတ်ပဲနဲ့မမိအိမ်မှာဒါမှမဟုတ်မမိအခန်းမှာပေါ့နော်ကျွန်တော်တို့တစ်ပိုင်းတစ်နိုင်လေးထမင်းထိုးပြီးတော့ကတ်လှူလို့ရအောင်လို့ကျွန်တော်တို့အားလုံးကစူးစမ်းပြီးတော့ဒီနေ့မှာထမင်းလေးကိုထိုးပြထားပါရခင်ဗျာကောင်းချင်းဆန်ကကြတော့ကျွန်တော်တို့ပေါင်းအိုးချက်တဲ့ခွက်နဲ့6ခွက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အုံးသီးကိုကတော့တစ်လုံးချစ်ထားပါရခင်ဗျာထိုင်းမှာနေတဲ့လူတွေလည်းအလွယ်ကူဆုံးထမင်းနဲ့ရာဟုထိုးလို့ရအောင်လို့ကျွန်တော်ဒီမြေပဲကိုကတော့ကျွန်တော်တို့တစ်ထုပ်30ပေါ့နော်3ထုပ်3ပါတယ်ဂျင်းကတော့တစ်တက်3ပါတယ်စက်သွန်ပြူကတော့9လုံး3ပါတယ်ခင်ဗျာကောင်းချင်းဆန်ကတော့ကျွန်တော်တို့ပေါင်းအိုးချင်ခွက်နဲ့ကျွန်တော်6ခွက်နဲ့နည်းနည်းပေါ့နော်နည်းနည်းပဲကြော်ပါတယ်6ခွက်3ပါတယ်ဒီကောင်းချင်းဆန်ကိုလည်းကျွန်တော်တို့ရာဟုမထိုးခင်ကျွန်တော်တို့နိုင်ယူဝက်အလိုလောက်မှာပေါ့နော်ကျွန်တော်တို့ရေစိမ်ထားလိုက်ပါမယ်ခင်ဗျာကျက်သွန်မျိုးတွေကိုလည်းကျွန်တော်တို့ဒီမြန်မာဥရလို့ရှိရင်တော့မြန်မာဥဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်နူးရတာပိုလွယ်တယ်ကျွန်တော်နှစ်ချမ်းလေးခွဲထားလိုက်မယ်ဂျင်းကိုကတော့ဒီလိုမျိုးပပလေးတွေလှီးပြီးဆိုလို့ရှိရင်တော့အမြောင်သေးသေးလေးတွေပေါ့နော်ကျွန်တော်ထမနဲထဲမှာထည့်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးတွေလှီးထားလိုက်ပါမယ်ဒီအချိုးစားတိုင်းဆိုလို့ရှိရင်တော့ပါဝင်ပစ္စည်းတွေကတော့ဒီအနေထားလောက်ဆိုရင်တော့အတော်ပါပဲမြေပဲကတော့ကျွန်တော်3ထုပ်ပေါ့နော်နှမ်းကတော့1ထုပ်ပါနှမ်းနက်ကိုလည်းကျွန်တော်တို့ထမင်းမထိုးခင်လေးမှာပေါ့နော်ကျွန်တော်တို့လှော်ထားလိုက်ပါမယ်နှမ်းနက်ကိုပဲသုံးပါအဖြူစိုးအဆင်မပြေပါဘူးခင်ဗျာနိုင်ယူဝက်လောက်ကောင်းချင်းတွေကိုရေစိမ်ပြီးတဲ့အခါမှာကျွန်တော်တို့ထိုးကန်နီးရောက်ပြီဆိုတဲ့အတွက်ကြောင့်မို့လို့စကားတွေကိုထည့်ပြီးတော့ရေစစ်ထားလိုက်ပါမယ်လောက်စားမယ်ဆိုရင်လည်းကျွန်တော်ဝယ်လာတာကမြေပဲအလော်မဟုတ်ပဲနဲ့အစိမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကျွတ်ပြီးတော့ပေါ့နော်အနံ့တွေမှုေးသွားအောင်လို့ကျွန်တော်တို့လှော်ပါမယ်ဒီမြေပဲကိုလည်းပြီးရင်တော့ကျွန်တော်တို့အခွန်ချွတ်မယ်ပြီးရင်ကျွန်တော်တို့ဒီအချမ်းလိုက်မဟုတ်ပဲနဲ့နည်းနည်းလေးကြည်သွားအောင်လို့ကျွန်တော်တို့ပလင်းလေးနဲ့ပေါ့နော်ကျွန်တော်တို့ကြိတ်လိုက်ပါမယ်မြေပဲကိုလည်းကျွန်တော်တို့တေချာလေးကျွတ်ပြီးတော့အနံ့မှုေးသွားအောင်လှော်ပါမယ်တူးသွားရင်တော့ခါတက်ပါတယ်ဒါကြောင့်မို့လို့မတူးဖို့လည်းဂရုစိုက်ပါအခွန်ချွတ်ပြီးရင်တော့ကျွန်တော်တို့ပလင်းလေးနဲ့ပေါ့နော်နည်းနည်းလေးကြည်သွားတဲ့အထိကိုကြိတ်လိုက်ပါမယ်အရန်ကြည်သွားဖို့လည်းမလိုပါဘူးအဲ့ဒီအနေထားလောက်ဆိုရင်အဆင်ပြေပါတယ်ခင်ဗျာထမင်းထဲမှာထည့်ဖို့အတွက်ပါဝင်ပစ္စည်းတွေအလုံးလည်းအစင်သင်းဖြစ်ပြီးဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်တို့တပုတ်ရဲလာမှာထိုးလေးထိုးထားရှိတယ်ကျွန်တော်တို့ထမင်းလေးကိုစားပြီးတော့ထိုးလိုက်ရအောင်ပါကောင်းချင်းဆန်ကကျွန်တော်တို့ဒီနိုးစီဘူးနဲ့မဟုတ်ပဲနဲ့ပေါင်းအိုးချင်ခွက်နဲ့6ဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့စီကို25ချက်တာခံသုံးပါမယ်နောက်မှလိုလို့ရှိရင်ကျွန်တော်တို့ပြန်ထည့်ပါမယ်စီဆူလာပြီဆိုလို့ရှိရင်တော့ရေစိမ်ထားတဲ့ကောင်းချင်းတွေကိုထည့်လိုက်ပါမယ်ဒီကောင်းချင်းတွေကိုကျွန်တော်တို့ထည့်ပြီးတော့ကြော်တဲ့သဘောပဲပေါ့နော်အရင်ဆုံးကိုလိုချင်တဲ့အနေထားအယောင်ရအောင်လို့ဒီစီထဲမှာကျွန်တော်တို့တမသွားအောင်လို့အချိန်နည်းနည်းကြာလေးပေါ့နော်ကြော်ထားလိုက်ပါမယ်ခင်ဗျာကြော်နေရင်းနဲ့ပေါ့နော်အချိန်ကြာရင်ကြာသလိုကောင်းချင်းကကျွန်တော်တို့ဒီအယောင်ရင်းတဲ့အပိုင်းကိုပြောင်းလာတယ်ပေါ့နော်စီလေးကလည်းဝေးတက်လာတယ်ပြီးရင်တော့တဖြည်းဖြည်းနဲ့မှကောင်းချင်းသားလေးတွေက6လာပါတယ်ဒီအနေထားရောက်ပြီဆိုလို့ရှိရင်တော့ရေထည့်လို့ရပါပြီရေထည့်တဲ့အခါမှာလည်းကောင်းချင်းတစ်ခွက်ကိုရေတစ်ခွက်နှုံးကျွန်တော်တို့သုံးပါတယ်ကောင်းချင်းဆန်6ခွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေကိုလည်းကျွန်တော်တို့ခုနကောင်းချင်းဆန်ချင်ထားတဲ့ခွက်နဲ့ပဲကျွန်တော်တို့6ခွက်ထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့အားလုံးကိုကျွန်တော်တို့ဒီခဲနေတဲ့အရာလေးတွေပေါ့နော်ကြည်သွားအောင်လို့ရောင်းမလေးနဲ့ထိုးပြီးတော့မှွေပေးလိုက်ပါမယ်မှွေပြီးရင်တော့ကောင်းချင်းတွေနူးသွားအောင်လို့ကျွန်တော်တို့အပေါ်ကနေငပြောဖက်လေးနဲ့အုပ်ပေးလိုက်ပါမယ်တချို့ဆိုလို့ရှိရင်ငပြောဖက်လည်းအုပ်တယ်ရေဆိုဝတ်တွေကိုလည်းပေးနာကအုပ်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ကောင်းချင်းဆန်ကကြက်တင်တဲ့လောက်လဲကြက်သွားပါပြီဒီနေ့ထားမှာဆိုလို့ရှိရင်ကောင်းချင်းဆန်ကပြော့လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီထမင်းကိုလိုချင်တဲ့အနေထားရအောင်လို့ဒီနေရာမှာပဲကျွန်တော်တို့ရောင်းမနှစ်ခုနဲ့ပေါ့နော်အားကုန်သုံးပြီးတော့ကြိတ်ပြီးတော့ခြေရပါမယ်ဒီနေရာမှာကောင်းချင်းတွေကြက်ဖို့နက်ဖို့ဆိုလို့ရှိရင်တော့ရေလေးကိုအနှဲငယ်တောက်ပြီးတော့ကျွန်တော်တို့ဖြည့်သွားလို့ရပါတယ်စီလိုတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ထပ်ပြီးတော့ဖြည့်သွားလိုက်လို့ရပါတယ်ခင်ဗျာအရသာအတွက်ကတော့ကျွန်တော်တို့စားကိုပဲသုံးပါမယ်စားကိုလည်းထည့်တဲ့အခါမှာတအားအများကြီးမဟုတ်ပဲနဲ့နည်းနည်းချင်းစီထည့်ပြီးတော့မှမမီကြိုက်တဲ့အပေါ်အငံလေးပေါ့နော်ဒီနေထားတိကိုညှိယူသွားလို့ရပါတယ်တချို့ကတော့ထမင်းစားလို့ရှိရင်ကျွန်တော်တို့ဒီအတုံးအနေထားမှာတင်ကိုကြိုက်ကြတယ်ပေါ့နော်ကျွန်တော်ကတော့နည်းနည်းပျော့အေးလေးကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေလေးကိုနည်းနည်းလောက်ပို့ထည့်လိုက်ပါတယ်ပြီးရင်တော့ထမင်းကအားလုံးကြည်ညက်သွားပြီဆိုလို့ရှိရင်တော့ဂျင်းစက်သွန်ဖြူပြီးရင်မြေပဲအုံဒီဆန်ဒါတွေအားလုံးကိုတခါတည်းထည့်လိုက်ပါမယ်နှမ်းလေးပါတခါတည်းထည့်ပြီးတော့ရောပြီးတော့မှွေလိုက်ပါမယ်ခင်ဗျာပါဝင်ပစ္စည်းတွေနဲ့အစာပလာအားလုံးကိုရောပြီးပြီဆိုလို့ရှိရင်တော့ရောင်းမ2လက်နဲ့ကျွန်တော်တို့အားသုံးကွန်ဆိုင်တမအောင်
ပြောပြီးတော့မှွေပေးရပါမယ်ခင်ဗျာထမင်းကိုကျွန်တော်တို့မမာလေးကြိုက်တယ်ဆိုလို့ရှိရင်တော့ခုနကအနေအထားနဲ့တင်အဆင်ပြေတယ်ပေါ့နော်ပြောလေးကြိုက်တယ်ဆိုလို့ရှိရင်တော့ရေလေးအနှဲငယ်ထိုးပြီးပြီဆိုရင်ကျွန်တော်တို့မပြောရွက်လေးအုပ်ပြီးတော့ကျွန်တော်တို့ခဏလေးပြန်နှက်ထားလိုက်ပါမယ်ဒီအနေထားဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြက်သွန်ဖြူကလည်းနူးနဲ့သွားပြီပေါ့နော်ထမင်းအနံ့လေးကလည်းကျွန်တော်တို့ဒီလုံးဝကိုမှွေးပြီးတော့ရွာတွေမှာလှုပ်တဲ့အနေအထားတိုင်းကိုရပါတယ်ခင်ဗျာထမင်းကျက်နဲ့သွားပြီဆိုရင်တော့ဗုဒ္ဓဘာသာဝင်တွေရဲ့ဓလေ့ထုံးတမ်းအရာဘုရားကိုကျွန်တော်တို့ဥစွာကတ်လူတယ်ပြီးလို့ရှိရင်တော့မိမိပတ်ဝန်းကျင်တွေကိုဝင်ငှပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဘလို့မှာပြန်တွေ့ပါမယ်